မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့အချစ်ကဗျာတစ်ပုဒ်ကိုဖတ်ပြပေးထားပါတယ်။မင်းဟာငါအတွက်တော့လုံးလုံးလတ်လတ်ဖြစ်နေတဲ့ချစ်စရာကောင်းတဲ့ချစ်စပွဲလားပြေဝန်းကြည့်ပါလေ။မောင်မိုက်နေတဲ့ငါကဘာလေးတစ်ချမ်းကိုအစွဲငယ်အပို့ယူအဖြတ်တောက်မပါပဲချက်ခနဲသိမ့်ပိုက်လိုက်ပုံညာပြုံးစရာစကားလုံးတွေတောင်စွန့်အားခဲ့ရပေါ့။ငါမှာတော့ယူသွချင်တဲ့စိတ်ကိုမင်းမသိအောင်ဖုံးဖိနေရတာလေမလွယ်ရေးချမလွယ်ကြောတစ်ခုပါမနဲ့ခင်းတိုင်းရောင်နီလာချိန်နဲ့အတူခံစားရတဲ့မကြည်လင်တဲ့ဖီလန်တစ်မျိုးပါပဲလीဒါပေမဲ့ခံစားလို့တော့ကောင်းပါလီရဲ့လူကပေါ့ပေါ့ပပနေတတ်ပေမဲ့ငါစိတ်ကမင်းအတွက်ရင်နဲ့လေးလံထိုင်းမှန်းနေတာကတော့ကြာခဲ့ပါပြီရောဒါတွေကိုအဲ့ဓာတွေကိုမင်းကိုပြောဆိုပြနေလဲမင်းကတော့မတိကျိုးချွန်ပြူမြဲပြူနေမှာမဟုတ်လားငါတိုင်းနဲ့ငါကန်ဆူတဲ့စကားလုံးကိုလည်းမြမြဆဆထဲလဲမတုံးရက်မတုံးကျင်ဘူးကွယ်တခါတလေစကားလုံးတွေကိုယူသားစွာအားနာရတယ်မဟုတ်လားမင်းနဲ့ပတ်သက်လာရင်ငါမှတူတူတိတ်တိတ်ပဲဖြစ်ဖြစ်ကြဲကြဲလောင်လောင်ပဲဖြစ်ဖြစ်စိုးရင်စိတ်တွေနဲ့ကြီးပြည့်နဲ့နေရပါရဲ့ခမင်းမေဟင်းမေဆိုတဲ့တပားသူတွေသုံးတဲ့သုံးစကားကငါ့ကိုလှောင်ပြောင်ရှိမောနေတယ်လို့ပါပဲတခါတလေစကားလုံးအတော်အလားတိမ်အနှုတ်တွေကိုမုန်းတီးမိရဲ့အလုံးတိုင်းကငါ့ကိုပုတ်ခတ်စော်ကကြီးစဲကလူနေတယ်လို့ဖြစ်နေတယ်လို့မဆိုင်မတော့ခံစားနေရလို့ပါကွယ်ထွေလီကာလီတွေစိတ်ပူနေပါနဲ့ငါတိတ်ချရတဲ့ချစ်သူရေအလိုနီးနဲ့ဖြစ်ဖြစ်စိတ်ပြက်လဲမသွားပါနဲ့ငါမှလူကြောက်ရုပ်ဖြစ်ရမယ်ဇာတာဝေးတွေကပါလာလားမှမသိတာလေလာပြေဝန်းကြီးတို့အိတ်ဖွင့်ကြဗျာမှောင်လိုက်တာမှမဲလို့မဆိုရလေအောင်တာတဲ့ငါရှင်ဘက်ထဲကအလင်းရှင်နားပြီဝန်ကြီးရေမင်းဆိုစွန်းလင်းလက်တောက်ပပုံများငါမှလက်ဖြားခြေပြားတွေခါရတာမောလို့ပန်းလို့အရိယာစိတ်တွေကိုချိန်ထိုးတွက်ရည်ကြည့်တဲ့အခါမင်းသာတက်မင်းသာနဲ့မင်းသာသုံးနဲ့ငါရင်တပြင်းလုံးစိမ့်စိမ့်ကြီးသိမ့်ပိုက်ခဲ့ပြန်ပေါ့ချစ်ချင်းအတောင်လက်တွေစုံကျင်တဲ့ငါကဘဲစီဘဲမှာစွမွန်မီတောင်းရမှန်းမသိလေတော့စောင်းမနဲ့ခင်းတဲ့ဇောကျွေးတွေကပြန်လို့ရေကြီးလေးတစ်ခွက်တလေတောင်မတောက်နိုင်လောက်အောင်စိတ်နဲ့ကိုမကတ်သူပါကွယ်ချစ်စောတွေကြွယ်ကျင်တာကလည်းငါအပြင်နှစ်ယောက်အဖို့မရှိပြောတော့တယောက်ကူတယောက်လက်ခနဲ့ကြည့်လိုက်ရင်သိရဆိုငါမှာတော့ကွယ်ရင်ဘက်ကြီးတာဟောင်းလောင်ပွင့်ထွက်လို့တကယ်မျိုးချူချက်